candlestick မှာမဖတ်တဲ့ရင် trading လုပ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဒါကြောင့်ကိုကတကယ် trading ကိုလုပ်ချင်တာသိကြရဲဆိုရင် candlestick တွေကနေစပြီးတော့တကယ်ကိုမှသိစားလေးလာဖို့လိုပါတယ်ဒီဗီဒီယိုက candlestick ရဲ့အခြေခံ concept တွေကနေပြီးတော့သူရဲ့နောက်ဘက်ကစိတ်ပညာအမျိုးအစားတွေပတ်တန်တွေ letting trade ပေါ်မှာဘယ်လိုမျိုးအသုံးချမလဲဆိုတာပဲကိုရှင်းပြပေးထားတာဖြစ်လို့ trading ကိုစိတ်ဝင်စားပြီးတော့လေးလာနေတဲ့သူတွေအားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်candlestick ရဲ့အခြေခံ concept ကိုအရင်ဆုံးကြည့်အောင်ပေါ့နော် line chart တွေကဈေးနှုန်းဘယ်လိုပါလဲဆိုတာကိုပြရဲဆိုပေမဲ့ candlestick ကတော့အဲ့ဒီအချိန်အတွင်းမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာတွေကိုအသေးစိတ်ရနိုင်ပါတယ် candlestick တစ်တိုင်းကသတ်မှတ်ထားတဲ့အချိန်တစ်ခုအတွင်းမှာဈေးနှုန်းရဲ့လှုပ်ရှားမှုကိုပုံဖော်ထားတာဖြစ်တယ်ဥပမာပေါ့ကိုကတနာရီ time frame ကိုကြည့်နေတယ်ဆိုလို့ရှိရင်အဲ့ဒီတနာရီအတွင်းမှာဝယ်သူနဲ့ရောင်းသူကြားဖြစ်ခဲ့တဲ့အားပြိုင်မှုတွေကို candlestick တစ်တိုင်းထဲမှာမြင်နိုင်ပါတယ်ဆိုတော့ candlestick တစ်တိုင်းမှာဘာတွေပါလဲပေါ့နော် candlestick တစ်တိုင်းမှာဆိုလို့ရှိရင်အဖွင့်ဈေး open price အပိတ်ဈေး close price အမြင့်ဆုံးရောက်ခဲ့တဲ့ဈေး high price အနိမ့်ဆုံးရောက်ခဲ့တဲ့ဈေး low price ဆိုပြီးတော့ဒီမျိုးပါဝင်ပါတယ်ဒီလေးခုကအဲ့ဒီအချိန်အတွင်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲရဲ့ရလဒ်လို့ပြောလို့ရတယ်ပေါ့နော်မိတ်ဆွေကဒီ data တွေကိုကြည့်ပြီးတော့ဈေးကွက်ထဲမှာဘယ်သူကအသာဈေးရနေလဲဆိုတာကိုခံမှန်းနိုင်ပါလိမ့်မယ်ဒါကြောင့် candlestick ကိုဈေးနှုန်းရဲ့အခြေခံအကျဆုံး data လို့သတ်မှတ်နိုင်ပါတယ်bullish candle ကိုအစိမ်းရောင်နဲ့ပြလေးရှိပြီးတော့ဝယ်သူတွေအားကောင်းလို့ဈေးတက်သွားတဲ့ candle တွေဖြစ်ပါတယ်။သူရဲ့အဓိကလက္ခဏာက close price က open price တက်မြင့်နေတာပါ။ဆိုလိုတာက candle စပွင့်ခဲ့တဲ့အချိန်မှာဈေးကအောက်မှာရှိနေတဲ့ဆိုပေမဲ့ candle ဆုံးသွားတဲ့ပိတ်သွားတဲ့အဆုံးမှာတော့ဝယ်သူတွေကဈေးကိုအပေါ်ဆွဲတင်နိုင်ခဲ့ရပါ။ကြောင်းပြန်အနေနဲ့ bearish candle ကတော့အနီရောင်နဲ့ပြလေးရှိပြီးတော့ရောင်းသူတွေအားကောင်းလို့ဈေးကျသွားတဲ့ candle ဖြစ်ပါတယ်။ဒီမှာတော့ close price က open price ထက်နှိမ့်နေပါတယ်။ဆိုလိုတာကတော့ရောင်းသူတွေကဈေးကိုအောက်ကိုဖိချနိုင်ခဲ့ရပါ high တဲ့ low အမြင့်တွေကတော့အဲ့ဒီအချိန်အတွင်းမှာရောက်ခဲ့တဲ့အမြင့်ဆုံးနဲ့အနည်းဆုံးကိုပြရဖြစ်တယ်။အခြေခံအားဖြင့်အစိမ်းရောင်ကန်တွေကဝယ်သူတွေအသာစီရတာကိုပြရဖြစ်ပြီးတော့အနီရောင်ကန်တွေကတော့ရောင်းသူတွေအသာစီရတာကိုပြရဖြစ်ပါတယ်။ကန်တွေရဲ့အရောင်က trader တွေရဲ့ preference ပေါ်မူတည်ပြီးတော့အရောင်တွေပြောင်းထားနိုင်တာဖြစ်တဲ့အတွက်အမြဲအစိမ်းနဲ့အနီပဲဖြစ်နေမှာတော့မဟုတ်ဘူး။ဒါပေမဲ့ exchange တွေ trading up တွေရဲ့ default candlestick color တွေကတော့အစိမ်းအနီပဲဖြစ်တတ်ပါတယ်ပေါ့နော်candlestick တစ်တိုင်းမှာ body နဲ့ wick ဆိုပြီးတော့နှစ်မျိုးရှိရပါတော့။အဲ့ဒီနှစ်ပိုင်းကဘာကွာလဲဆိုရင် body ကတော့တိုက်ပွဲပြီးသွားတဲ့အခါမှာအနိုင်ရတဲ့ဘက်ကဘလောက်အသာစီရခဲ့လဲဆိုတာကိုပြရဖြစ်တယ်။ body ကြီးတဲ့ candle ဆိုလို့ရှိရင်တစ်ဖက်ဘက်ကအားပြင်းပြင်းနဲ့ဥဆောင်မရဘူးပြရလို့ဆိုလိုတာပါ wick တွေကတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ် wick ဆိုတာဈေးနှုန်းရောက်ခဲ့တယ်ဆိုပေမဲ့တစ်ဖက်ကနေပြီးတော့ပြန်တွန်းထုတ်လိုက်နိုင်တဲ့နေရာတွေဖြစ်တယ်ပေါ့နော်ဥပမာအပေါ်ဘက်မှာ wick ရှိနေတဲ့ဆိုလို့ရှိရင်ဝယ်သူတွေကဈေးကိုဆွဲတင်ခဲ့တယ်ဆိုပေမဲ့အပေါ်ကရောင်းသူတွေကသူတို့ဝယ်သူတွေဖြစ်စေချင်တဲ့ဈေးကိုအရောက်မခံမဲနဲ့ပြန်ဖိချလိုက်တာကိုပြရဖြစ်တယ်ဒါကို rejection လို့ခေါ်ရပေါ့နော်ဒါကြောင့် body တွေက weakness ရှင်တဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ solid ဖြစ်တယ်လို့သတ်မှတ်လို့ရပါတယ်candle ကိုအဓိကအနေနဲ့အမျိုးအစား၃မျိုးခွဲနိုင်ပါတယ်။ပထမတစ်မျိုးကတော့ momentum candle ပါ body ကြီးပြီးတော့ wick တွေသေးတဲ့ candle ဖြစ်ပါတယ်။ဒါကတစ်ဖက်ကအားပြင်းပြင်းတဲ့ဥဆောင်နေရာကိုပြပါတယ်။ဒုတိယတစ်မျိုးကတော့ indecision candle ဖြစ်ပါတယ်။တိုးစီလို့လည်းခေါ်ရပါတော့။ body သေးပြီးတော့ wick နှစ်ဖက်လုံးရှိတတ်ပါတယ်။ဒါကဝယ်သူနဲ့ရောင်းသူအင်အားမျှနေတဲ့အခြေအနေကိုပြတာဖြစ်ပြီးတော့ဈေးကွက်ထဲမှာအားတာတာကဘာတူလဲဆိုတာကိုဖွေခွဲမရဘူးဆိုတဲ့အခြေအနေဖြစ်ပါတယ်။တတိယမျိုးစားကတော့ recession candle ဖြစ်ပါတယ်။ body ထက် wick ရှိနေတဲ့ candle ပါ။ဒါတွေကဈေးနှုန်းပြောင်းလဲနိုင်တဲ့ signal တွေကိုပေးလိရှိပါတယ်။ဒီမျိုးစားသုံးမျိုးကိုနားလည်ထားရုံနဲ့ချက်ကြည့်တဲ့အခါမှာဈေးကွက်အခြေအနေကိုခွဲခြားနိုင်လာပါလိမ့်မယ်။ candle တိုင်းတွေပေါင်းလိုက်တဲ့အခါမှာတော့ candle pattern တွေဖြစ်လာပါတယ်။ဥပမာ hammer pattern ကိုကြည့်မယ်ဆိုလို့ရှိရင် hammer ကအောက်ခြေမှာပေါ်လာပြီးတော့ out wick ကရှေ့ပါတယ်။ဒါကရောင်းသူကိုဈေးတွေချခဲ့တယ်ဆိုပေမဲ့ဝယ်သူတွေကကန်တင်လိုက်တယ်ဆိုရဲသဘောကိုပြရဖြစ်တဲ့နောက်ထပ်နံပါတ်ကြီးတဲ့ pattern တစ်ခုကတော့ engulfing pattern ဖြစ်ပါတယ်။ရှေ့ကန်တယ်ကိုနောက်ကန်တယ်အကြီးကလုံးဝကိုမှခြုံငုံဝါးမျိုးလိုက်တဲ့ပုံစံဖြစ်တယ်ပေါ့နော်။ဒါကဈေးကွက်ထဲမှာအင်အားအပြောင်းအလဲဖြစ်သွားပြီဆိုတာကိုကြားဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ morning star နဲ့ evening star လို့မျိုးကန်တယ်၃တိုင်း pattern တွေလည်းရှိပါတယ်။ဒီ pattern တွေကတော့ဒီမေအတင်းချက်ဖို့မလိုဘူးပေါ့နော်။ body နဲ့ wick နဲ့သဘောတရားကိုနားလည်ထားရဆိုလို့ရှိရင်တော့ကန်တယ်ကဘာပြောနေလဲဆိုတာကိုသိလာပါလိမ့်မယ်။
အရေးကြီးဆုံးကတော့ candlestick ကိုချက်ပုံမှာမှန်မှန်ကန်ကန်အသုံးချနိုင်ဖို့ပါ candle တိုင်းနဲ့ကြည့်ပြီးတော့ trade ကိုအသုံးဝင်လို့မရဘူးဝင်လည်းမဝင်ပါနဲ့ candle ဆိုတာကနေရာနဲ့တွေ့ချင်းမှတမှုရှိပါတယ်ဥပမာ hammer pattern ပေါ်လာတာကဈေးကွက်အလင်းမှာပေါ်လာတာလားဒါမှမဟုတ်အရေးကြီးရဲ့ support level မှာပေါ်လာတာလားဆိုတာကပြန်ပြီးတော့ကြည့်ဖို့လိုရပေါ့နော် support level မှာပေါ်လာတဲ့ hammer ကဈေးတက်ဖို့အလားအလာရှိတဲ့ signal ခင်နိုင်ပါတယ်ဒါကြောင့်chat မှာ support နဲ့ resistance level ကိုအရင်ရှာဈေးနှုန်းကအဲ့ဒီနေရာကိုရောက်လာတဲ့အခါမှာ candle ကဘာပြောနေလဲဆိုတာကိုထပ်ပြီးတော့ကြည့်တယ်ပါတယ် candle signal နဲ့ level တူနေပြီဆိုလို့ရှိရင်တော့ probability ကောင်းတဲ့ trick setup ဖြစ်လာပါတယ်candlestick ဆိုတာက trading ရဲ့အခြေခံကြဆုံးလက်နက်တစ်ခုဖြစ်တယ် candle ကိုနားလည်လိုက် solution ဈေးကွက်ထဲကလူတွေရဲ့စိတ်ခံစားချက်ကိုမြင်နိုင်လာမယ်ဈေးကွက်လာရကိုခံမှန်းနိုင်လာမယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေပုံမှန်လာပါလိမ့်မယ်ဒီနေ့ရှင်းပြခဲ့တဲ့ concept တွေကိုစနစ်တကျလေ့ကျင့်တော့မယ်ဆိုလို့ရှိရင်မကြခင်မှာ track ကိုကြည့်တာနဲ့ဈေးကွက်ကိုဖတ်တက်လာပါလိမ့်မယ် trading မှာအမြင်မှန်ဖို့ကအရေးကြီးတာကြောင့်ဒီလိုအခြေခံ concept တွေကိုအရင်လေ့လာထားဖို့တိုက်တွန်းချင်ပါတယ်နောက်ထပ်ဒီချက်ပို့ပြီးတော့ advance ဖြစ်တဲ့ concept တွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ cryptoရဲ့ channel ကို like follow subscribe လုပ်ပြီးတော့စောင့်ကြည့်ထားလို့ရပါတယ် trading နဲ့ပတ်သက်တဲ့ concept တွေကိုလုံးဝကိုမှအရှင်းဆုံးဖြစ်အောင်လို့ထပ်ပြီးတော့ရှင်းပြပေးသွားပါဦးမယ်တကယ်လို့ကိုက crypto exchange account တစ်ခုဖွင့်ဖို့ရှာနေရဆိုလို့ရှိရင် .crypto exchange trading account တစ်ခုဖြစ်တဲ့ Bybit ကိုအခုပြထားတဲ့ crypto biz ရဲ့ referral code ကိုသုံးပြီးတော့ account ဖွင့်လို့ရပါတယ်ဒီကုန်းနဲ့ဖွင့်ထားရဆိုလို့ရှိရင် crypto biz community ကနေလုပ်သမျှ campaign တွေမှာသူများထပ်ပို့ပြီးတော့ reward တွေရနိုင်ပါလိမ့်မယ်ဆိုတော့ဒီထက်ပို့ပြီးတော့ကောင်းတဲ့ video တွေနဲ့ပြန်လာခဲ့ပါမယ်နော်